မင်္ဂလာပါကျွန်တော်ဒီနေ့ဒီကိုယ့်ရဲ့ကွန်ပျူတာက CPU ဘာမျိုးအစားလဲ memory ဘာမျိုးအစားဘယ်လောက်ရှိလဲပေါ့နော်ပြီးရင် hard disk ကဘာမျိုးအစားလဲဆိုတာလေအဲ့ဒါကိုကိုယ့်ရဲ့ကွန်ပျူတာကိုစစ်ဆေးပုံစစ်ဆေးလေးကျွန်တော်ဒီနေ့မျှဝေချင်တယ်ဆိုတော့တချို့တွေကကျွန်တော်တို့ကွန်ပျူတာကိုယ့်ရဲ့ကွန်ပျူတာဘာလဲလို့မေးတယ်ဆိုရင်တို့ကမပြောတတ်တော့ဘူးပေါ့နော်သူရဲ့ brand name ကိုပဲသူကပြောတာများတယ်ဒီနေ့ကိုယ့်ရဲ့ဆက်ကဘာမျိုးအစားလဲဝယ်မယ်ဆိုရင်ဘယ်လိုဝယ်ရမလဲဘာတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ဆုံးဖြတ်ပြီးတော့မှဝယ်ရလဲဆိုတဲ့အကြောင်းလေးကျွန်တော်ရှင်းပြချင်ပါတယ်โอเคတွားရအောင်ဆိုလူတော်များများကိုကျွန်တော်တို့ကဒီခင်ဗျကွန်ပျူတာဘာလဲဆိုရင်ကျွန်တော်တို့တည်တာကဒီကွန်ပျူတာမှာဆိုရင်သူ့ရဲ့အထဲမှာရှိတဲ့အပိုင်းလေးတွေရှိတယ်ခင်ဗျကွန်ပျူတာဘာလဲဆို Acer ပေါ့နော်ဒါမှမဟုတ်ပြီးရင်ဒီ Dell ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့ပြောကြတယ်ပြီးရင်ဒီ HP ပေါ့နော် HP ကျွန်တော်ဆို HP တော်တော်လေးကြိုက်တယ်နော်အခုဒီ HP တွေတော်တော်လေးသုံးတဲ့ laptop မှာဆိုရင်ပြီးရင်ဒီ Lenovo တော့ပေါ့နော်ဆိုပြီးရင်ဒီ Apple computer ပေါ့နော်ဆိုဒါတွေကကျွန်တော်တို့ brand name တွေဖြစ်တယ်ကွန်ပျူတာတစ်ခုရဲ့သူရဲ့လောက်ဆောင်နိုင်မှုတွေဘာတွေဆိုရင် तू ကဘာမှပြောဟိုဘာမှမဆိုင်ဘူးပေါ့နော် तू က brand name brand တပဲရှိတယ်တဘောကကျွန်တော်ဆိုတော့ဒီ HP က तू က i3 လဲထုတ်လုပ်မယ် i5 လဲထုတ်လုပ်မယ် i7 လဲထုတ်လုပ်မယ် i9 လဲထုတ်လုပ်မယ်ပေါ့နော်ပြီးရင် generation လဲအများကြီးထုတ်လုပ်တာတွေရှိမယ်သူတို့က brand name လို့ခေါ်တဲ့ brand company ပါကွန်ပျူတာထုတ်လုပ်တဲ့ဒီ chipset လေးတွေဝယ်ပြီးတော့မှဟိုစီကဝယ်ဒီစီကဝယ်ဟို company ကဝယ် RAM company ကဝယ်လိုက်အဲ့ဒါတွေကိုပေါင်းပြီးတော့မှသူကဒီ assembly ပြန်လုပ်တဲ့ company တစ်ခုဖြစ်တယ်သူက brand name လို့ခေါ်ပါတယ်เนาะသူရဲ့ brand name လို့ခေါ်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကွန်ပျူတာဘာလဲဆိုရင်မေးတဲ့အခါမှာကျွန်တော်တို့ကဘယ်အပိုင်းတွေကိုကြည့်ပြီးတော့မှဖြေရမှာလဲပေါ့နော်ဆိုတော့ဒီ CPU မှာကျွန်တော်တို့ဘာ CPU ဘာမျိုးအစားဖြစ်တယ် generation ဘယ်လောက်ရှိတယ်ဆိုတာပြောရမယ် RAM memory ကဘယ်လောက်ရှိတယ်သူရဲ့ speed ကဘယ်လောက်ရှိတယ်ဆိုတာတော့သိဖို့လိုတယ် HDD တုံးထားတာလား SSD တုံးထားတာလားပေါ့နော်ပြီးရင် GPU ပါလားမပါလားဆိုတာအဲ့ဒါလေးတွေကိုကတည်ထားဖို့လိုတယ်ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင်အဲ့ဒီဟာတွေကိုပဲကျွန်တော်တို့ကြည့်ပြီးတော့မှဝယ်တာဖြစ်တယ်ဆိုတော့အဲ့ဒါကိုအခုလက်ရှိခင်ဗျားမှာရှိနေတဲ့ကျွန်တော်မှာရှိနေတဲ့ဆက်ကိုကျွန်တော်တို့ဘယ်လိုစစ်ဆေးမလဲပေါ့နော်စစ်ဆေးဖို့စစ်ဆေးနေတော့အများကြီးရှိတယ် software တွေလည်းတုံးလို့ရတယ်ဒီထဲမှာကျွန်တော် Windows 10မှာအလွယ်ကူဆုံးကျွန်တော်တို့ကြည့်ပုံကြည့်လေးတစ်ချက်လောက်ပြမယ်နော် Okay ကြည့်ရအောင်နော်ဆိုတော့ဒါပြလိုက်မယ်အရင်ဆုံးကျွန်တော်ဒီ text bar ပေါ်မှာပေါ့နော် text bar ဒီပေါ်ဒီလွတ်တဲ့တနေရာမှာ right click ထောက်ပြီးတော့မှကျွန်တော် text manager ဆိုတာလေးကိုခေါ်လိုက်မယ်ဟောတော့ဒါဆိုရင်ဒီ text manager ဒီဘာလေးကြလာမယ်ဒီအချိန်မှာကျွန်တော်ခက်ကြီးလေးပြချင်တာဖြစ်တဲ့အတွက်ဒါလေးကြည့်ခိုင်းလိုက်မယ်နော်ပြီးရင်ဒီနေရာမှာ process ရနောက်မှာ performance ဆိုတာလေးရှိတယ်ဒီနေရာမှာ CPU ဆိုတာလေးရှိတယ်ကျွန်တော် CPU တစ်ချက်နှိပ်လိုက်မယ် CPU တစ်ချက်နှိပ်လိုက်ရင်ဒီဘက်မှာသူကပြတ်ထားတယ် Intel Core i7 ဘာနော် Core i7 နဲ့သူက7ဒီနေရာမှာကျွန်တော်ပြောပဲဒါက i7 ကိုဆိုလိုတာဖြစ်တယ်ပြီးရင်2နောက်မှာကဏ္ဍ၄လုံးပါတယ်တကယ်လို့ကဏ္ဍ3လုံးပဲပါခဲ့တယ်ဆိုတော့အဲ့ဒါကကျွန်တော်တို့ first generation ဖြစ်တယ်၄လုံးရှိတယ်ဆိုရင်တော့ရှိအဆုံးက7လုံးကိုကျွန်တော်တို့ယူပြီးတော့မှဒီနေရာမှာကျွန်တော်7ဖြစ်တဲ့အတွက်7 generation လို့တည်ရပါမယ်ဒီနေရာမှာကဏ္ဍ၄လုံးရှိတယ်2နဲ့စားခဲ့ရင်ဒါ second generation ဖြစ်မှာဖြစ်တယ်ဒီနေရာမှာကဏ္ဍ၄လုံးရှိတယ်ဆိုတော့3နဲ့စားခဲ့ပေါ့နော်3နဲ့စားခဲ့ရင်တော့ third generation ဖြစ်မှာဖြစ်တယ်နော်ဆိုတော့အခုကျွန်တော်အခုဒီ recording လုပ်နေတဲ့ဆက်ကကျွန်တော်ဒီ i7 7 generation လို့ကျွန်တော်တို့တည်ရတယ်ဆိုတော့သူ့ရဲ့ gigahertz ဒီ CPU ရဲ့အမြန်နှုန်းကတော့ 3.6 gigahertz ပေါ့နော်ဒါဒီနေရာမှာတခုနဲ့တခုမတူဘူး 2.1 နေရှိတယ် 2.5 နေရှိတယ် 3.0 နေရှိတယ် 3.6 ပေါ့နော်ဒါဒီ gigahertz ဒီအဲ့ဒါဆိုရင်ကျွန်တော်ရဲ့ဒီအခုလက်ရှိ recording လုပ်နေတဲ့ဆက်က i7 7 generation 3.6 gigahertz ရှိတယ် CPU ရဲ့အမြန်နှုန်းက 3.6 gigahertz ရှိတယ်ဆိုပြီးတော့မှကျွန်တော်တို့သိရပါတယ်ဟုတ်ပြီဒါ CPU ကြည့်ပုံကြည့်နေပေါ့နော်ရပြီအောက်မှာဒီဘက်မှာ CPU မှာ memory ဆိုတာရှိတယ်ကျွန်တော် memory ကဒီမှာ GB 8GB ပြတ်ထားတယ်เนาะ 8GB ဖြစ်တယ်တဲ့ပြီးရင်ဒီ memory ရဲ့ကျွန်တော်တို့ဒီ speed ကိုတော့ဒီနားမှာကြီးလို့ရတယ်သူကဒီ memory ကကျွန်တော်တို့2400 MHz ရှိတယ်တဲ့သူရဲ့ speed ကပေါ့เนาะ RAM က 8GB တစ်ချမ်းကိုတုံးထားတယ်ဆိုတဲ့သဘောပေါ့เนาะနောက်ထပ်3ချမ်းထပ်ထည့်လို့ရတယ်ဆိုတဲ့သဘောပေါ့เนาะဆိုအဲ့ဒီသဘောတရားလေးဖြစ်တယ်ပြီးရင်ကျွန်တော်ဒီနောက်ထပ်ဘာစစ်ဆေးဖို့လို့လဲဆိုတော့ဒီ hard disk ပေါ့เนาะ CPU ပြီးရင် memory အဲ့ဒါပြီး hard disk ကျွန်တော်က DC partition ကိုတော့ကျွန်တော်ဒီနေရာမှာ
SSD တုံးထားတယ်ဒီနေရာမှာ SSD လို့ရေးထားပါတယ်နော်ဒီနေရာမှာ SSD HDD လား SSD လားဆိုတာသိချင် SSD ဖြစ်တယ်ကျွန်တော်သုံးတာကဒီဘက်မှာတစ်ချက်လောက်ကြည့်ရအောင်ဒီမှာဆိုရင် 120GB ပေါ့နော်120 120GB ကျွန်တော်တုံးထားတယ် SSD ဖြစ်တယ်ဒီနေရာမှာ SSD လို့ပြထားတယ်ပြီးအောက်မှာကျွန်တော် external disk hard disk ဒီထည့်ထားတယ်ဒီနေရာမှာ disk 1က D နဲ့ F ကို partition D နဲ့ F ကတော့ကျွန်တော်တို့ HDD တုံးထားတယ်တဲ့ပြီးဒီ disk 2က E နဲ့ G ကတော့ကျွန်တော်တို့ HDD ပဲတုံးထားတယ်တဲ့တဘောတော့ကျွန်တော်မှာ hard disk 3လုံး site တဲ့တဘောပေါ့နော်ပြင်သားတော့ကျွန်တော်အခုဒီ internet အသုံးပြုနေတဲ့ဟာလေးပါဒါလေးကတော့မပြောတော့ဘူးဒီမှာ GPU လေးကျွန်တော်တစ်ချက်လောက်ပြင်ပြောထပ်ပြောချင်တယ် GPU မှာတစ်ချက်ထောက်လိုက်ရင်ကျွန်တော်ဒီနေရာမှာ Nvidia GeForce GT 910အခုကျွန်တော်ဒီ recording လုပ်နေတဲ့ဆက်ကကျွန်တော် GT 910 series ကိုတုံးထားတယ်ကျွန်တော်ပြီးခဲ့တဲ့ဘယ်နေ့တော့လည်း video တစ်ခုလုပ်ထားတယ်เนาะဒီ Facebook ပေါ်မှာပဲတင်ထားတယ် GT နဲ့ GTX နဲ့ RTX ဒီ graphic အကြောင်းကိုကျွန်တော်ရှင်းပြထားတာရှိတယ်เนาะဆိုတော့ဒီမှာ GT 930တုံးထားတယ်ပြီးရင်ဒီအောက်ဘက်ကိုကြည့်ရအောင်ဒီနားမှာကျွန်တော်ဒီနားမှာကြည့် dedicated GPU memory ဆိုတာ dedicated ဆိုတာကဒီအပြင်ကနေကျွန်တော်တို့ထပ်ဆိုင်တဲ့ graphic အမျိုးအစားဖြစ်တယ်ဆိုတော့ dedicated ဆိုတာကကျွန်တော်တို့ဒီအပြင်ကနေစိုက်တဲ့ external graphic card GPU အမျိုးအစားဖြစ်တယ်ဆိုတော့အဲ့ဒီ dedicated GPU ကကျွန်တော်တို့ဒီနေရာမှာ 2GB ရှိတယ်တဲ့ဒီ GT 930က 2GB ရှိတယ်ဆိုတော့သိရတယ်ပြီးရင်ဒီ share memory ဆိုတာကကျွန်တော်တို့ဒီ CPU မှာ built in ပါလာတဲ့ဒီ graphic card ဖြစ်တယ်အဲ့ဒီ graphic card ကကျွန်တော်တို့ 4GB ရှိတယ်တဲ့ဒီနှစ်ခုပေါင်းလိုက်ရင်သူကGPU memory ဆိုတာကဒီနှစ်ခုပေါင်းလိုက်ရင်ကျွန်တော်တို့ 6GB ရှိတယ်ပေါ့နော်တဘောတော့ဒီအခုကျွန်တော်သုံးနေတဲ့ဒီ computer လေးက GPU ကသူစုစုပေါင်း6GB ရှိတယ်external GT 930ကတော့ 2GB ရှိတယ်ပြီးရင် built in ပါလာတာက 4GB စုစုပေါင်း 6GB ရှိတယ်လို့ကျွန်တော်တို့ပြောလို့ရမယ်ဟုတ်ပြီဆိုတော့နေကုန်းချုပ်ရအောင်ဆိုတော့ computer တစ်ခုကိုကျွန်တော်တို့ခင်ဗျာ computer ဘာလဲဆိုတော့အချက်ကိုမေးတဲ့အခါမှာကျွန်တော်တို့မပြောမဖြစ်အနည်းဆုံးအချက်3ချက်တော့ရှိတယ်ဒီနေရာမှာ CPU နောက်ကနေလိုက်လာမဲ့အချက်က generation ဖြစ်တယ်ကျွန်တော်ဒီ computer မှာဆိုရင်Core i7 7 generation ဖြစ်တယ် memory မှာဆိုရင် DDR4 8GB ကိုတုံးထားတယ်ဟုတ်တယ်နော် 8GB ကိုတုံးထားတယ် 8GB တစ်ချောင်းကိုတုံးထားတယ်ပြီးရင်ဒီ Windows system ကိုတင်ထားတဲ့နေရာကတော့ကျွန်တော်တို့ hard disk က SSD 120ကိုတုံးထားတယ်ပြီးရင် GPU ကGT 930 2GB ကိုတုံးထားတယ် built in နဲ့ဆိုရင်စုစုပေါင်း 6GB ရှိတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီကွန်ပျူတာတစ်ခုကိုကျွန်တော်တို့ဘယ်လိုစမ်းစစ်မလဲဘယ်လိုနဲ့မေးခင်ဗျာကွန်ပျူတာဘာလဲဆိုတဲ့အခါမှာမေးတဲ့အခါမှာလဲကျွန်တော်တို့ဒါတွေပါဆိုပြီးပြောနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးရင်ဒီကွန်ပျူတာကိုကနောက်ထပ်ဝယ်မယ်ဆိုရင်လည်းဒီဘယ်အချက်တင်နဲ့စစ်ဆေးရမလဲဆိုတော့ဒီအချက်လေးနေတယ်ပဲကျွန်တော်တို့စစ်ဆေးတော့မှာဖြစ်တယ်နော်ဆိုတော့ဒီအသေးစိတ်ကိုတော့ကျွန်တော်တို့ဒီ graphic ဒီ A+ တင်တန်းကွန်ပျူတာပြုပြင်ခြင်းတင်တန်းမှာကျွန်တော်အသေးစိတ်တင်ပေးထားတယ်ကျွန်တော်ဒီဗီဒီယိုကိုတင်ပေးခြင်းအပြင်ခင်ဗျာကွန်ပျူတာကိုခင်ဗျာကိုယ်တိုင်စစ်တက်ရမယ်ကွန်ပျူတာဝယ်တော့မယ်ဆိုလည်းဒီကွန်ပျူတာမှာမတိမဖြစ်လူတိုင်းတည်တင်တဲ့အချက်လက်လေးတွေလည်းရရှိမယ်လို့ယုံကြည်ပါတယ်အားလုံးပဲအထူးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ခင်းလေးဖြစ်ပါစေ